မင်္ဂလာပါရှင်မကြခင်ပါပေါ့နော်12လပိုင်း Happy New Year လည်းရောက်တော့မယ်ဆိုတော့ကိုယ့်အိမ်မှာတန်တန်ရှင်းရှင်းနဲ့ပျော်ပျော်ပါးနဲ့အကင်လေးတွေလှုပ်ရှားချင်တဲ့သူတွေအတွက်ညီမဒီအကင်ဆက်လေးပြပေးပါမယ်ဒီအကင်ဆက်လေးရဆိုလို့ရှိရင် तू ကလေရိုးရဲအောင်မှာလက်ဟောင်းလေးနဲ့ရပါမယ်ဒီဈေးကွက်ထဲမှာတော့ညီမတို့တိတ်ပြီးတော့မတွေ့ရတော့ပေါ့နော်ဒီအကင်ဆက်လေးကဒါညီမတို့ကပစ္စည်းအရင်တော့ store များများရှိတဲ့အတွက်အကြောင်းမို့လို့ဒါဒီအကင်ဆက်လေးကိုဒီလိုမျိုးဈေးတက်တာနဲ့ရောင်းနိုင်တာပါဒီအကင်ဆက်လေးကရိုးရဲပေါ့နော်220လက်ဟောင်းလေးကိုမှဈေးနှုန်းလေးက9000နဲ့ပဲယူပါเนาะဒါဆိုလို့ရှိရင်ဈေးကွက်ထဲမှာဘယ်လိုမှရှာလို့မရတဲ့ဒီအကင်ဆက်လေးနဲ့ဒီဈေးနှုန်းနဲ့ရတာပါဈေးနှုန်းရောဒီဝယ်ယူတဲ့ customer ဆိုလို့ရှိရင်လည်းဒီအကင်ဆက်လေးကိုရတာနဲ့ဈေးနှုန်းနဲ့လုံးဝတန်စီရမယ်ပေါ့เนาะ quality ကောင်းကောင်းရစီရမယ်အဲ့လိုမျိုးရည်ရွယ်ပြီးတော့မှပြပေးတာပါဒီအကင်ဆက်လေးရှာနေရဆိုရင်တော့ဒါလေးရှိပါတယ်เนาะ220ယူရီးယားလေးပါသူက hot pot လဲသုံးလို့ရလို့အကင်လဲသုံးလို့ရပါတယ်เนาะဒါလေးတွေကိုညီမတစ်ချက်ပြပေးပါမယ်အကင်ဆက်လေးရဆိုလို့ရှိရင်လည်း तू ကကြက်ကြက်လွင့်နေပေါ့နော်ဒီအလျာရောအနံရောဆိုလို့ရှိရင်တပေနဲ့မှ3လက်မပတ်လေရှိပါတယ်ဒါဆိုလို့ရှိရင်မိသားစု900လောက်ကတော့အေးစေးစားလို့ရတယ်ပေါ့နော်အကင်ဆက်လေးရဒီဘက်မှာဆိုလို့ရှိရင်ကြောက်အသားလေးနဲ့ပြုတ်လောက်ထားပေါ့နော်ဒီတအိုးလုံးကကြောက်သားလေးပါအကင်ပဲအလဲထဲမှာဆိုလို့ရှိရင် hot pot ဟင်းရည်ချက်မယ်ပေါ့နော် hot pot ဟင်းရည်ကိုလည်းများများလေးချက်လို့ရပါတယ်ပြီးသွားလို့ရှိရင် तू ကလေအပြင်ကကိုအစင်သိဝယ်လာတဲ့အကင်တွေပါလေးဆိုလို့ရှိရင်လည်းပြန်နှွေးချင်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီပေါ်မှာစီလေးအနှဲငယ်တုပ်ပြီးတော့မှအဲ့လိုပြန်ပြီးတော့မှနှွေးလို့ရပါတယ်။ तू ကစီခံနဲ့ဒီလိုမျိုးစီခံခွက်လေးနှစ်ခုလဲပါပါတယ်နော်။ကိုကအကင်လေးပါတွေกินပြီးတော့အောက်မှာစီကြမှာဆိုလို့စီခံခွက်လေးကဒီထဲမှာပေါ့နော်။ तू ကထိုးပြီးတော့မှထည့်လိုက်ရုံပဲ။ကိုစီလေးပြေးလာလို့ရှိရင်အလွယ်တကူပဲဖြုတ်ပြီးတော့မှတုံလို့ရတယ်ပေါ့နော်။ဒီလိုမျိုးလေးစီခံခွက်လေးနှစ်ခွက်ပါပါတယ်ရှင်။ဒီလိုမျိုးလေးပါเนาะပြီးသွားလို့ရှိရင်ကိုကအကင်အတွက်ပဲသုံးမယ်ဆိုလို့ရှိရင်ဒီခလုတ်ပေါ့เนาะအကင်အတွက်ကိုပဲနှိပ်လို့ရပါတယ်ခလုတ်ကသူကနှစ်ခုပါပါတယ်เนาะကိုက hot pot ဟင်းရည်သုံးမယ်ဆိုလို့ရှိရင် hot pot ဟင်းရည်အတွက်ပဲအကင်က hot pot ဟင်းရည်အတွက်ပဲသုံးလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးခလုတ်နှစ်ခုပါဝင်ပါတယ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးပါဝါကျိုးအထူပေါ့เนาะလုံးဝပါဝါကျိုးအထူကောင်းကောင်းလေးတစ်ခုလဲပါပါတယ်ဒီသူ့ရဲ့မှန်ပုံးလေးဆိုလို့ရှိရင်လည်းမကွဲမှန်ပေါ့เนาะလုံးဝအထူလေးနဲ့လာပါတယ်ဒီလိုမျိုးလေးပါရှင်ဒီလိုမျိုး quality ကောင်းကောင်းအကင်ဆက်လေးကိုညီမတို့က9000နဲ့ပဲရောင်းချပေးနေပါတယ်ရှင်သူကတော့လုံးဝလက်ဟောင်းလေးပေါ့နော်ပစ္စည်းကိုမှလက်ဟောင်းလေးနဲ့ရပါမယ်ဈေးလည်းလုံးဝအသက်သာဆုံးဈေးနှုန်းနဲ့လုပ်ပေးထားပါတယ်တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ညီမတို့ကို Viber နံပါတ်89969548မှာနော်ဆက်သွယ်ပြီးတော့အားပေးလို့ရပါတယ်ရှင်တကယ်လို့ဆိုင်မာလာကြည့်ချင်တဲ့ customer တွေဆိုလို့ရှိရင်လည်းဖကူးမျိုးအောက်တာမျိုးတွေအနော်ရထားလဲ9ရက်ကွက်ကေဂျပန်ဆိုင်မှာလည်းလာပြီးတော့အားပေးနိုင်ပါတယ်เนาะညီမတို့မျိုးနဲ့အစုံကိုအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ပစ္စည်းယူတဲ့ပုံမူတည်ပြီးတော့1000လေး9000တော့ကြိုကောက်ပါတယ်ရှင်အားပေးတဲ့ customer တွေအားလုံးကျေးဇူးပါ